အားလုံးမင်္ဂလာပါအချိန်ခါကောင်းပြန်ဆင်ပေးတဲ့ဘုရားရှင်တော်၎င်းကျွန်တော်ကိုဒီတနာဝေငှမှုအချိန်ပေးတဲ့ worship night အဖွဲ့ကို၎င်းဓမ္မကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းဟိုစွာဖော်ပြခြင်းတယ်အချိန်ကတော့8နာရီထိုးခါနေပြီဆိုတော့တူပဲအချိန်ကျသွားပါမယ်TCC ကဆက်ဆက်မလဲအများလဲပါလာတော့ကျွန်တော်ဗမာလိုပဲဟောမယ်ဗမာလိုဟောတဲ့အချိန်မှာတကယ်လို့များနားမလဲသွားတာရှိရင်လေပြန်မေးလို့ရတယ်လောလောလတ်လတ်တခါကပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်တိမြို့ပေါ်မှာဒီအစိုးရလူကြီးတွေရောက်လာတော့တင်ပြဆရာရှိတာတင်ပြကြပါဆိုတော့လူကြီးတွေကဖိတ်ခေါ်လိုက်တော့မြို့ဖတယောက်သူထပြီးတော့မှမိခွန်းထုတ်တယ်မေးတာပေါ့နော်သူစကားပြောတယ်ဘာပြောလဲဆိုတော့လူကြီးများသူဘာတင်ပြလဲဆိုတော့တချို့တရားတဲ့ကားစားစရာမရှိဘူးတဲ့တချို့ကထမင်းစားစရာမရှိဘူးတဲ့အဲ့ဒါဘယ်လိုလုပ်မလဲမျှတမှုမရှိဘူးလို့ပြောလိုက်တယ်ကားစားစရာမရှိဘူးထမင်းစားစရာမရှိဘူးအဲ့ဒါမျှတမှုမရှိတော့ဘယ်လိုလုပ်မလဲလို့တင်ပြလိုက်တော့လူကြီးကသူ့ပြောတာနားမလဲဘူးဘာပြောချင်တာလဲဘာပြောချင်တာလို့ပြောလိုက်တော့အိမ်မှာလူကြီးတယောက်ကဗမာလူကောင်းကောင်းပြောတဲ့လူကြီးတယောက်ကသူပြောချင်တာတချို့ကကားထားစရာမရှိဘူးထားစရာမရှိတော့အောင်ချမ်းသာတယ်ပေါ့နော်တချို့ကထမင်းတုံစားစရာမရှိဘူးစားစရာမရှိတော့ဆင်းရဲတယ်ဆိုပြီးတော့မှပြောချင်တာပါလို့သူပြောပြတယ်ဟုတ်ပြီဆိုသဘောပေါက်တယ်အမှားလို့ပြောတဲ့ချိန်မှာပြောချင်တာတော့ရှိတယ်မရောက်တော့တဲ့နေရာမျိုးရောက်တတ်တယ်ဖြစ်တတ်တယ်နော်နားမလဲတာရှိရင်လည်းပြင်မလို့ရတယ်ဒီနေ့တော့တုတ်လေးအချက်လေး၃ချက်ပြောသွားမယ်နှုတ်ကပတ်တော်၃ချက်လေးချိခံပြီးတော့မှကျန်နေဝင်ငါချင်းနဲ့ပထမလို့ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး28အငယ်9ရဖြစ်တယ်ဒီမှာဘာပြောချင်လဲဆိုတော့ခရစ်တော်ဖယားကအမျိုးသမီးများထံမှာမင်္ဂလာပါမင်္ဂလာဆိုတဲ့စကားကိုသုံးတယ်မင်္ဂလာဖြစ်စေတည်းဆိုတဲ့အမျိုးသမီးများထံပြောတဲ့စကားမင်္ဂလာပါမင်္ဂလာရှိစေတည်းဆိုတဲ့စကားဒါဟာဘာဖြစ်လို့ခရစ်တော်ဖယားကအမျိုးသမီးများစီမှာဒီစကားပြောတာလဲမင်္ဂလာပါဆိုတဲ့စကားနှုတ်ခွန်းဆက်တဲ့စကားဘာဖြစ်လို့ခရစ်တော်ဖယားကဒီအမျိုးသမီးများစီမှာပြောတာလဲဆိုတာကဲဘယ်လိုများထင်ကြလဲဘာလို့ပြောတာလဲကျွန်တော်တို့ပြီးတဲ့လူနဲ့ကိုယ်နဲ့ရင်းနေတဲ့လူနဲ့လမ်းမှာတဏှာမှာကျုံနေစုံနေဆိုရင်နှုတ်ဆက်ကြတယ်နော် Good morning စတဲ့ပြန်မင်္ဂလာပါအဲ့မနှုတ်ဆက်ကြတယ်ဒါကိုယ်နဲ့ရင်းနေလို့ကိုယ်နဲ့ခင်လို့ Good morning Good afternoon Good evening မင်္ဂလာပါနှုတ်ဆက်ကြတယ်ဒါကမေတ္တာအားဖြင့်အယုဒိပေးတဲ့စကားဖြစ်တယ်အနောက်နိုင်ငံတွေမှာရောက်သွားတယ် hi လို့ပြောကြတယ်ဒါမှသူ hi လို့ပြောတယ်တီးလို့မဟုတ်ဘူးခင်လို့မဟုတ်ဘူးဥပမာအမေရိကတို့ဘာလို့မ hi လို့ပြောလိုက်ရင်ကျွန်တော်တို့ကဘာမှမဟုတ်ဘူးကျွန်တော်တို့တီးတာလည်းမဟုတ်ဘူးတကယ်တော့အရန်နေတယ်အမေရိကတို့ဘာလို့ကျွန်တော်တို့အာရှသားတွေအရန်နေတယ်အပြင် hi လို့ပြောတယ်နှုတ်ဆက်တယ်အပြင်ဒီနှုတ်ဆက်တဲ့ချိန်မှာဒါတကယ်ချင်းတယောက်လို့ငါ့ကိုဆက်ဆံတယ်အခုစကားပြောဆိုပြကိုနေတခုခုတော့လဲတက်ခါပြမှာအမေရိကမှာပညာသင်နဲ့ကျွန်တော်တငယ်ချင်းတယောက်နဲ့တွေ့တော့သူဘာပြောလဲဆိုတော့အမေရိကမှာသူ့ကျောင်းနေပဲ classmate တယောက်ကသူ့ birthday အတွက်ဖိတ်တယ်တဲ့ birthday အတွက်ဖိတ်ပြီးတော့မှတွားကြတယ်ဒီတော့သူဖိတ်တဲ့ဆိုင်လေကဲနာမည်ကြီးတဲ့ဆိုင်ဆိုတော့ကောင်းဆုံးစားမယ်ဆိုပြီးတော့တွားကြတယ်တဲ့တော်တော့ဟိုရောက်တော့ Zoe system သူတို့စားခြင်းတော့မှာကြတယ်
မာကြတော့သူတို့မာတဲ့ဟာကိုကြက်တဲ့ငွေကိုသူတို့ကိုယ်တိုင်ရှင်းရမယ်ဘတ်တဲ့ရှင်ကတာဝန်မယူဘူးဘတ်တဲ့မှာပါလာကြတဲ့သူတငယ်ချင်းတွေတယောက်စီကသူတို့ကြက်တဲ့ငွေကိုသူတို့ရှင်းရမယ်အဲ့ဒါကျွန်တော်တငယ်ချင်းမသိလိုက်ဘူးဘတ်တဲ့မှာဖိတ်တယ်ဆိုတော့ဘတ်တဲ့ရှင်ကျွေးတဲ့ဟာသူစားမယ်ဆိုပြီးသွားတယ်ပတ်စံမထဲသွားဘူးသူအဲ့ဒီမှာအရာမျက်နှာငယ်တယ်အိုင်လို့ပြောပြီးမဲ့သူတို့ဇွဲရင်ချင်းမှုရှိတယ်ဇွဲရင်ချင်းမှုတယောက်နဲ့တော့လက်ဖိတ်တိုက်တာဘာလို့မရှိဘူးကိုဟာနဲ့ကိုဟာနဲ့ကိုရှင်းတယ်ဆိုနော်ဒါဇွဲရင်ချင်းမှုပေါ့သူတို့ရှိမှာတော့ဒါလက်ဖိတ်တောက်ရအောင်ဆိုပြီးတယောက်ကဖေးလိုက်ရင်ချက်ကုတ်တော့ကျွန်တော်ဖေးလိုက်ရင်ကျွန်တော်လိုက်သွားရင်သူပတ်စံရှင်းရမှာပဲအဲ့လိုတဘောမျိုးပေါ့နော်ဒီနေရာမှာခရစ်တော်ဘုရားကဒီအမျိုးသမီးမြောက်ကိုနှုတ်ခွန်းဆက်စကားမင်္ဂလာပါလို့ဘာလို့ပြောတာလဲဘယ်လိုနားလဲလဲဟုတ်ပြီဒီစီဆက်စမများဘယ်လိုနားလဲလဲဘာဖြစ်လို့ထင်လဲရှမတဲ28ဆိုတော့ရှမတဲပိတ်တော့မယ်ပေါ့နော်ပြီးတော့မယ်ပြီးခါနီးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ဖခင်ကဒီအမျိုးသမီးမြောက်ကိုမင်္ဂလာဖြစ်စေတည်းမင်္ဂလာပါဆိုတဲ့နှုတ်ခွန်းဆက်စကားဘာလို့ပြောရလဲဆိုရင်ဒီအမျိုးသမီးဒီကခရစ်တော်ဖခင်ကိုလိုက်ရှာလို့ဖြစ်တယ်ခရစ်တော်ဖခင်ကသေခြင်းတရားကိုအောင်ပြီးရှင်ပြန်ထမြောက်ပြီဆိုတာသူတို့သိတယ်သင်္ချိုင်းကိုသူတို့ရောက်သွားတယ်သင်္ချိုင်းကိုခရစ်တော်ဘုရားရှင်ပြန်ထမြောက်ပြီဆိုတာသူတို့သိတော့ခရစ်တော်ဘုရားကိုတွေ့ချင်လွန်းလို့ခရစ်တော်ဘုရားကိုလိုက်ရှာတော့ခရစ်တော်ဘုရားသူတို့လိုက်ရှာတာသိတယ်ဒီအမျိုးသမီးများသူ့ကိုလိုက်ရှာတာသူတွေ့တော့ခရစ်တော်ဘုရားကမင်္ဂလာပါလို့တော့ခွန်ဆက်တာဖြစ်တယ်ဒီနေ့ခရစ်တော်ဘုရားကိုလိုက်ရှာတော့သူအားလုံးဟာခရစ်တော်ဘုရားကိုနှွေးထွေးကြိုဆိုတယ်ဆိုတာပထမချက်နဲ့ပြောချင်တယ်အဲ့ဒီမှာအမျိုးသမီးများခရစ်တော်ဘုရားမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပေးတဲ့နောက်မှာဒီအမျိုးသမီးများဘာအကျိုးခံစားလဲဆိုရင်ကြောက်စွန်းခြင်းကျင်းသွားတယ်ဆိုရင်ချင်းကြောက်စွန်းခြင်းအနေဘုရားရှင်ဒီသူတို့ဆိုရင်ကြောက်စွန်းခြင်းအကြအားလုံးရှာပြီးတော့မှညီတဲ့ချင်းပြီးတယ်ဆိုတာသိရတယ်ခရစ်တော်ဘုရားတကယ်နှလုံးသားနဲ့ရှာတယ်ဆိုရင်ခရစ်တော်ဘုရားဒီကျွန်တော်မျိုးတို့ကိုကြိုဆိုပြီးတော့မှညီတဲ့ချင်းပြီးတယ်ဆိုတာပထမအချက်အနေနဲ့ကျွန်တော်ခွန်အားယူဖို့ဖြစ်တယ်ဒုတိယချက်အနေနဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး9အငယ်6ထဲကဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး9အငယ်6ထဲကဖြစ်ပါတယ်ဒီနေရာမှာတူပြောမယ်ဆိုရင်38နှစ်လုံးယောဂဝေဒနာခံစားတဲ့သူတယောက်ရဲ့အဖြစ်ဖြစ်တယ်တော့ဘယ်နာရောက်နေလဲ38နှစ်လုံးယောဂဝေဒနာခံစားတဲ့သူဟာဘယ်နေရာရောက်နေလဲဘယ်နေရာရောက်နေလဲရေကန်နောက်ရောက်နေတယ်နော်ဘာဖြစ်လို့ရေကန်နောက်ရောက်နေလဲဘာဖြစ်လို့ရေကန်နောက်ရောက်နေလဲကျမ်းမာခြင်းလို့သူကကျမ်းမာခြင်းလို့သူ့ဘာကိုစောင့်နေတာလဲရေလှုပ်ရှားမဲ့ခြင်းသူစောင့်နေနော်ရေကိုဘယ်သူလှုပ်ရှားခိုင်းလဲလှုပ်ရှားစီလဲကောင်းကင်တမန်ဟုတ်တယ်နော်အဲ့ချိန်ဘယ်သူရောက်လာလဲယေရှုရောက်လာတယ်နော်ဒီနေရာမှာပေါ်ရစုဆက်တစ်ခုရှိတယ်ဒီ38နှစ်လုံးယောဂဝေဒနာခံစားတဲ့သူကသူ
သူ့ရဲ့အနာရောဂါပြုတ်ကင်းမှုကောင်းကင်တမန်ဆင်းလာပြီးတော့မှရေကန်ကိုလှုပ်ရှားရှိတဲ့အချိန်မှာသူဝင်သွားလိုက်ရင်ယောဂပြုတ်ကင်းသွားမယ်ဆိုတော့သူသိလို့သူစောင့်နေတာဖြစ်တယ်တကယ်တမ်းသူမျောလဲနေတဲ့သူဟာကောင်းကင်တမန်ဖြစ်နေတယ်သူကသူ့နာရောက်လာတဲ့သူဟာသူ့ကိုကျမ်းမာခြင်းပြီးပိုင်တဲ့အရှင်ဖြစ်တယ်ဆိုတာသူမသိလိုက်ဘူးဟုတ်တယ်နော်သူကောင်းကင်တမန်နဲ့မျောနေတယ်ကောင်းကင်တမန်နဲ့မျောနေတဲ့ချိန်မှာယေရှုခရစ်တော်ဖခင်ရောက်လာတဲ့ချိန်မှာခရစ်တော်ဖခင်ကဘာပြောလဲအဲ့38နှစ်လုံးယောဂဝေဒနာခံစားတဲ့သူထံရောက်လာတဲ့ချိန်မှာဘာပြောလိုက်လဲဟာလေကျမ်းမာခြင်းတို့ရောက်လို့သလားကျမ်းမာခြင်းသလားကျမ်းမာခြင်းသလားဆိုပြီးတော့မှမေးလိုက်တယ်လူနာကဘာပြောလဲသူမျောလဲနေတဲ့ကောင်းကင်တမန်ဂျီအိုင်ကိုလှုပ်ရှားစေတဲ့ချိန်မှာသူ့ကိုသွင်းမလို့မရှိဘူးဆိုပြီးတော့မှချီရှိဝိဝိစကားပြောလိုက်တယ်ချီရှိဝိဝိစကားပြောတဲ့ချိန်အဲ့လူနာကျွန်တော်ကအမျိုးသမီးများဖြစ်မလားလို့အင်္ဂလိပ်လိုပါလို့ပြန်လေ့လာကြည့်တော့အမျိုးသမီးမဟုတ်ဘူးအမျိုးသားဖြစ်နေတယ်စကားရရှိတဲ့အမျိုးသားဖြစ်နေဘာဖြစ်လို့ညာဖြစ်လို့သူကအကြောင်းပြချက်တွေမျိုးပြတယ်ခရစ်တော်ဖခင်ကကျမ်းမာခြင်းတို့ကြောင့်လို့သလားဆိုတဲ့မိခွန်းလေးထုတ်လိုက်တယ်တကယ်တမ်းသူမျောလဲနေတာကောင်းကင်တမန်ဖြစ်တယ်ဒါပေမဲ့သူ့စီရောက်လာတာဟာအနာရောဂါပြုတ်ကင်းပြီးနိုင်တဲ့ခရစ်တော်ဖခင်သူ့စီရောက်နေတာသူမသိလိုက်ဘူးဒီနေရာဘာဖြစ်လို့ခရစ်တော်ဖခင်ကဘာဖြစ်လို့သူ့ကိုချမ်းသာခွင့်ပေးလဲဒီနေရာမှာဖြစ်လို့ခရစ်တော်ဖခင်က38နှစ်လုံးဝေဒနာခံစားတဲ့အဲ့လူနာကိုဘာဖြစ်လို့ချမ်းသာခွင့်ပေးလဲဘာဖြစ်လို့ဖြစ်မိတယ်လဲကိုအိယာကိုထား၍သွားလို့ဆိုပြီးတော့အမိန့်ပေးလိုက်တယ်ဘာဖြစ်လို့ဖြစ်မိတယ်လဲဒီတော့မျိုးရှိမှာပါနော် तू မတိပြီမဲ့ तू မျောလဲနေတဲ့ तू ဟာကောင်းကင်တမန်ဖြစ်နေတယ်နော်ကောင်းကင်တမန်အားဖြင့် तू ယောဂပြုတ်ကဲ့သွားမယ်ဆိုတာ तू ယုံကြည်လို့ခရစ်တော်ဖခင်ရောက်လာတဲ့ချိန်မှာခရစ်တော်ဖခင်ကမိခွန်းမေးလိုက်တယ်ကျမ်းမာခြင်းတို့ရောက်လို့သလားမိမိအိယာကိုထားပြီးတော့သွားဆိုပြီးတော့မှချစ်ချင်းကျမ်းမာခြင်းပေးတာဟာအဲ့လူနာကကောင်းကင်တမန်ဖြစ်တဲ့တဏှာဖြင့်ပြုတ်ကဲ့ပိုင်ခွင့်ပေးနိုင်တဲ့ကောင်းကင်တမန်တို့မျှော်လင့်နေလို့ချစ်ချင်းခရစ်တော်ဖခင်ကအနာရောဂါပြုတ်ခင်ကောင်းကင်တမန်ဒါမှမဟုတ်ခရစ်တော်ဖခင်ယောဂပြုတ်ကဲ့ပိုင်ခွင့်ရှိတဲ့ခရစ်တော်ဖခင်မျှော်လင့်ခြင်းအားဖြင့်ခရစ်တော်ဖခင်ချစ်ခြင်းအနာရောဂါပြုတ်ကဲ့စေခြင်းဖြစ်တယ်နော်ဒါရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီးကအငယ်6ထဲမှာဒီနေရာမှာသူကကောင်းကင်တမန်ကိုမျှော်လင့်တယ်ခရစ်တော်ဖခင်ကလည်းချစ်ခြင်းကျမ်းမာခြင်းပေးတယ်ဒါပေမဲ့ပြိတ္တတရားမကျင်တတ်ကြဘူးဟုတ်လားကျင်တတ်ကြဘူးတကယ်ဒီအိမ်နာမှာရှိနေတဲ့ယန်တဆရာဒီတကယ်ဘာသာရေးတမားရီယာခရစ်တော်ဖခင်ကိုချစ်တယ်ခရစ်တော်ဖခင်ဝေဖန်ကြတယ်ဘယ်လောက်ပဲဝေဖန်ဘယ်လောက်ပဲကဲရဲ့ဘယ်လောက်ပဲမလားမကောင်းမှုပြုတ်ဒီလိုနာတော့လောကပြုတ်ကင်းခြင်းခွင့်ရောက်ဘုရားဘုန်းတော်သင်ရှားသွားတယ်အဲ့ဒါကြောင့်
လူတွေထောက်ခံနေဖြစ်စီမထောက်ခံနေဖြစ်စီလူတွေအားပေးနေဖြစ်စီမအားပေးနေဖြစ်စီခရစ်တော်ဖခင်ကိုမျှော်လင့်တော်သူအပြင်ဖခင်ဘုန်းတော်ထင်ရှားတယ်ဆိုတာဒုတိယချက်အနေနဲ့တော့နားလည်ဘူးနော်နောက်ဆုံးတစ်ချက်လေးပြောပါမယ်နောက်ဆုံးတစ်ချက်လေးကတော့ရှမာကုခရစ်ဝင်ကျမ်းခန်းကြီး30အငယ်49ဖြစ်ပါတယ်ရှမာကုခရစ်ဝင်ကျမ်းခန်းကြီး30အငယ်49ဖြစ်ပါတယ်ဒီနေရာမှာဗာတွေ့ရလဲဆိုတော့မျက်စိကန်းတဲ့သူတယောက်အကြောင်းတွေ့ရတယ်ခရစ်တော်ဖခင်ကဂျေရီခိုနီဂျေရုဆလင်ရေးပြုတ်နေတဲ့ချိန်မှာလမ်းမှာမျက်စိမမြင်တဲ့သူတယောက်ပတ်တိမဲဆိုတဲ့သူတယောက်ရဲ့အကြောင်းဖြစ်တယ်ခရစ်တော်ဖခင်တွားတဲ့ခရီးက15မိုင်လောက်ဝေးတယ်လို့သိရတယ်ဟိုဂျေရီခိုနီဂျေရုဆလင်15မိုင်ခရီးလောက်ဝေးတယ်ခရစ်တော်တွားတဲ့လမ်းခရီးမှာမျက်စိကားနေတဲ့ပတ်တိမဲဆိုသူတယောက်ရှိတယ်ဟိုမျက်စိမမြင်ဘူးသူကခရစ်တော်ဖခင်အဲ့ဂျေရီခိုနဲ့ဂျေရုဆလင်တွားတဲ့လမ်းမှာခရစ်တော်ဖခင်တွားမယ်ခရစ်တော်ဖခင်ဒီလမ်းကိုလိုက်မယ်ဆိုတော့သူသိတာနဲ့ခြေတန်နေကြားတာနဲ့လူတွေအတန်နေကြားတာနဲ့သူဘယ်လိုអော်လဲသူဘယ်လိုអော်လဲအဲ့လေသိမကြဘူးနာဇရက်မြို့သားယေရှုကျွန်ုပ်ကိုကယ်မတနာတော်မူပါဆိုပြီးတော့អော်တယ်နော်ကျွန်ုပ်ကိုကယ်မတနာတော်မူပါဒီနေရာမှာပါတိမဲမျက်စိကန်းတဲ့မျက်စိမမြင်တဲ့သူကခရစ်တော်စီမှာသူអော်တယ်နော်ခရစ်တော်စီမှာអော်တယ်လူတွေတားလားអော်ခွင့်ပေးလားတားတယ်နော်မអော်ရဘူးချက်စရာကြီးမျက်စိနဲ့မမြင်မဲနဲ့လူကန်းတယောက်ကလူတယောက်ကြားတယ်မှာဘာလို့អော်တာလဲမអော်နဲ့တဲ့ချက်တားထားတယ်သူနာခံလားနာခံလားမနာခံဘူးနော်တဲ့ချက်တားတယ်អော်ခွင့်လုံးဝမပေးဘူးဒါမဲ့သူကអော်တယ်ခရစ်တော်မကြားမချင်းခရစ်တော်ရဲ့အတန်သူပြန်မကြားမချင်းអော်တယ်ဘုရားဖယားကျွန်တော်ကိုကယ်မတနာတော်မူပါဆိုပြီးတော့မှអော်တယ်အန်တာမှုတာစီမှုကြားရနေသူအခါတလေလေထអော်တယ်អော်တဲ့ချိန်မှာခရစ်တော်ဖယားကအဲ့လိုကိုခေါ်ခိုက်တယ်ခေါ်ခိုက်တယ်အဲ့ချိန်မှာခရစ်တော်ဖယားကမျက်မမြင်တဲ့ပတ္တိမဲစီပါသူဘာပြောလဲသူဘာပြောလဲအဲ့လေတဲ့နိုင်အဘယ်သို့ဖြစ်စီလို့တနည်းခရစ်တော်ဖယားကိုတကယ်မျှော်လင့်ပြီးတော့မှဒီခရစ်တော်ဖယားကငါလိုတဲ့အရာကိုပေးပိုက်တော်ဖယားဖြစ်တယ်ဆိုတာသူလုံးဝအကျွမ်းမဲ့ယုံကြည်လို့ခရစ်တော်ဖယားကျွန်ုပ်ကိုကယ်မတနာတော်မူပါလို့အော်လိုက်တဲ့ချိန်မှာခရစ်တော်ဖယားကသူ့ရဲ့အော်တန်ကိုကြားတယ်လူတွေတားတယ်မအော်ခိုင်းဘူးဆက်ဆရာဆိုပြီးတော့မှတားတယ်မောင်းထုတ်တယ်ဒါပေမဲ့သူကအော်တယ်ခရစ်တော်ဘုရားကသူ့အော်တန်ကိုကြားတော့တင်နိုင်အဘယ်တို့ပြုစီလို့ဆိုတဲ့မိခွန်းကိုထုတ်လာတဲ့ချိန်မှာအဲ့လိုနာချစ်ချင်းဘာပြောလဲဆိုတော့ကျွန်တော်ရဲ့မျက်စိမြင်စီခြင်းကပြုတော်မူပါဆိုပြီးမှချစ်အဖြီးပြလိုက်တယ်သူက ready ဖြစ်တာဟုတ်ခရစ်တော်ဘုရားနဲ့တွေ့လို့ရှိရင်ငါမျက်စိမမြင်တဲ့ငါမြင်သွားမယ်ဆိုပြီးယုံကြည်ခြင်းနဲ့သူ ready ဖြစ်နေတယ် ready ဖြစ်နေတဲ့သူ
ခရစ်တော်ဖခင်ကသိတော့သူမိတဲ့အရာကိုချစ်ချစ်အဖြေပေးလိုက်တယ်ချစ်ချင်းမျက်စိမြန်သွားတယ်ဒီနေရာမှာခွန်အားယူစရာရှိတယ်ဒီမျက်မမြင်တဲ့ပတိမဲအနေနဲ့သူလူချင်းတဲ့အရာမရမချင်းခရစ်တော်စီမှာခရစ်တော်ကြောက်အောင်သူအော်တယ်နော်တနည်းအားဖြင့်သူပန်းတိုင်မရောက်မချင်းသူနောက်မဆုတ်သွားဘူးသူပန်းတိုင်မရောက်မချင်းဘယ်သူပဲတာဘယ်သူပဲဟန်တာဘယ်သူပဲဒုက္ခပေးပြီးသူပန်းတိုင်မရောက်မချင်းသူသွားတယ်သူရှောက်တယ်သူအော်တယ်ဘယ်သူပဲတာသူအော်တယ်ကျူစာပြီးတော့မှခရစ်တော်နဲ့တွေ့ဖို့သူရဲ့လူအပ်နေတဲ့အရာခရစ်တော်ဆရာအဖြေမရမချင်းသူပန်းတိုင်းမရောက်မချင်းသူနောက်မဆုတ်ပဲသူသွားတယ်ဆိုတာတွေ့ရတယ်။ဘာယူမနော်လတ်တဝက်မှာနောက်မလဲနဲ့လတ်တဝက်ရောက်တော့အာပီထောက်ခံလို့မရှိရင်တော့မှနောက်မဆုံးနဲ့ပန်းတိုင်မရောက်မချင်းဦးသွားခြင်းနဲ့ပန်းတိုင်မရောက်မချင်းချက်လျှောက်ပါဒီနေရာမှာဘာတွေ့ရလဲဆိုတော့ခရစ်တော်ဖခင်ကခေါ်တန်ကြတော့ဖခင်ဖြစ်တယ်ပါတိမဲအော်တဲ့အရာကိုခရစ်တော်ဖခင်စီမရောက်နိုင်အောင်အတားအဆီးအများကြီးရှိတယ်အဟနတာအများကြီးရှိတယ်မော်ခိုက်တာတို့တားဆီးအများကြီးရှိတယ်ဒါပေမဲ့ခရစ်တော်ဖခင်ကသူ့အတန်ကိုကြားတယ်သူ့အတန်ကိုကြားပြီးတော့မှခရစ်တော်ဖခင်ကအိုးအဲ့လူခေါ်လိုက်ပါဆိုပြီးခေါ်ခိုက်လိုက်တဲ့ချိန်မှာခေါ်ခိုက်တဲ့ဟာသူကြားတဲ့ချိန်မှာကျမ်းစာထဲမှာဘယ်လိုပြောလဲဆိုတော့သူချစ်ချင်းခုန်ပြီးတော့မှတွားတယ်တဲ့ဒီချင်းလမ်းလျှောက်ပြီးတွားတယ်လို့လည်းမပြောဘူးအင်္ဂလိပ်လိုဖတ်ကြည့်လိုက်ပါသူခုန်ပြီးတော့မှတွားတယ်တဲ့သူဝတ်ထားတဲ့အနှွေးထဲတောင်မှချွတ်ပြီးတော့မှသူတွားတယ်တဲ့ပေါ့ပါအမြင့်ဆုံးခရစ်တော်စီရောက်နေအောင်သူပေါ့ပါခုန်ပြီးတော့မှတွားတယ်တဲ့ဒါဟာအင်မတန်မှအရေးကြီးတယ်သူကခရစ်တော်ခေါ်တန်ကိုသူကြားလိုက်တော့ခရစ်တော်ငါ့ကိုခေါ်လိုက်ပြီဒါတော့ငါတာဝန်ဖြစ်တယ်ဒါပေမဲ့ငါတွားလိုက်ရင်ခရစ်တော်နဲ့ငါအချမ်းမှာဟန်တာတဲ့တားစီအရာအားလုံးရှိတယ်ငါတွင်ကောင်းပါမလားငါလုပ်ရင်ကောင်းပါမလားငါဆက်ရှောက်ရင်ကောင်းပါမလားတင်းတော်ပါမလားဆိုတဲ့တွေဝေတဲ့ဟာဒီတန်တရားသူမထားတော့ဘူးဟုတ်တယ်နော်တန်တရားစိတ်လုံးဝမရှိတော့ဘူးကျွန်တော်တို့တာဆိုခရစ်တော်ခေါ်လိုက်ပြီငါတွင်ဖြစ်ပါမလားငါမြတ်ဒုက္ခရောက်မလားငါမြတ်ဘယ်လိုဖြစ်သွားမလဲဆိုပြီးတော့မှတန်တရားစိတ်တွေဝင်လာဒီမက်ဆီကနေလို့သူတပည့်တော်တရားခရစ်တော်ရဲ့တပည့်တော်တရားဟောခိုက်တဲ့ဟာကိုတော့ခေါ်နေတယ်ဆိုတဲ့အတန်ကြားလိုက်တာနဲ့သူရှိတဲ့နေခုန်ပြီးတော့မှသွားတယ်တဲ့ဘာပဲကြားမှာပြဿနာရှိဘာပဲအဟနတာရှိခရစ်တော်ခိုက်လို့ခရစ်တော်ခေါ်လို့သူသွားတဲ့ချိန်မှာဒါဒီအားလုံးကိုသူမမှုတ်ပဲနဲ့သွားတယ်ဆိုတာကျွန်တော်တွေ့ရတယ်ဒါဟာအမတမ်းမှအရေးကြီးတယ်ပန်းတိုင်ရောက်အောင်အတားစီအဟနတာဘာပဲရှိနေပါစီခရစ်တော်နဲ့မတွေ့မချင်းခရစ်တော်စီရဲ့ကျွန်တော်အဖြေမရမချင်းဘာမှဖြစ်တယ်ဆိုတာဒီနေရာမှာကျွန်တော်တွေ့ရတယ်ခရစ်တော်ဖခင်စီကြောက်သွားတဲ့ချိန်မှာခရစ်တော်ဖခင်ကမျက်စိမြင်ခြင်းအခွင့်မြင်တော့ခွင့်ပေးတယ်ဒီလိုဟာမျက်စိမြင်သွားတဲ့နောက်မှာသူရှောက်နေတဲ့သူလုံနေတဲ့တတော်စားအလုပ်သူမလုပ်တော့ဘူးတတော်စားလုပ်သူမလုပ်တော့ဘူးဘာလုပ်လဲဆိုရင်ခရစ်တော်နောက်ကိုလိုက်သွားတယ်ခ
ခရစ်တော်နောက်ကိုတိုးလိုက်တော့တယ်အရေးကြီးတာဒီနေရာမှာမျက်စိကန်းတဲ့သူဟာသူလိုချင်တဲ့ဟာသူသိတယ်သူလိုချင်တဲ့ဟာသူသိတယ်ဘုရားရှိမှသူတောင်းတဲ့ချိန်မှာဘုရားရှိမှအတနာခံတဲ့ချိန်မှာကိုလိုချင်တာကိုသိဖို့အဲ့လိုကဘုရားဖျားကျွန်တော်ကတော့သုံးစားနေတဲ့ဘဝဆိုတော့သုံးမစားရအောင်ဘုရားဖျားချမ်းသာခွင့်ပေးပါလို့သူမတောင်းဘူးအိမ်ပေးပါလို့လည်းသူမတောင်းဘူးသုံးစားတဲ့ချိန်မှာသူမြတ်ပတ်စမြတ်လူနိုင်အောင်ဘုရားကျွန်တော်ကောင်းချီးပေးပါလို့လည်းမတောင်းဘူးသူလူတဲ့အရာသူဘုရားဖျားကျွန်တော်မျက်စိပါဆိုပြီးသူလူခြင်းတဲ့အရာသူလူအပ်တဲ့အရာကိုဒိုင်းဆိုပြီးပြောလိုက်တော့ခရစ်တော်ဘုရားကသူလူခြင်းနဲ့သူအပ်တဲ့အရာကိုချစ်ခြင်းနဲ့ပြလိုက်တယ်ဒီနေ့ခရစ်တော်ဘုရားရှိမှာကျွန်တော်ဘာလူခြင်းလဲခရစ်တော်ဘုရားဘုန်းတော်ထင်ရှားဖို့ကျွန်တော်ဘာလူခြင်းလဲဘာလူအပ်နေတယ်ကိုလူအပ်တဲ့အရာကိုခရစ်တော်ဘုရားရှိမှာပွင့်လင်းနဲ့ဟောပြတတ်ဖို့ကြည့်တယ်ဤတဲ့လူမျိုးများဟာကုတုမှာပဲပြောတယ်ဒီမှာပဲနေမယ်ဒီကနေမသွားဘူးဆိုပြီးတော့မှခုကပ်ပြီးတော့မှကုတုပြည်မှာနေမယ်ဆိုရင်ဤတဲ့နိုင်ငံထူထောင်မှာပေါ့ဘူးလာမဘယ်လိုပဲဒုက္ခရောက်ဘယ်လိုပဲပြဿနာကြုံရကုနေထွက်မယ်ခန္ဓာပြေသွားမယ်ဆိုပြီးတော့မှဆုံးဖြတ်လိုက်ခြင်းအဖြစ်သူတို့ရဲ့ဣသရေလနိုင်ငံဆိုပြီးတော့မှဘုထုံခွင့်ပါရှင်ပေးထားတယ်ခရစ်တော်ဖယားကတင်ကြိုင်ထဲမှာပဲသူပြောတယ်ငါဒီမှာပဲနေမယ်ငါတည်ခြင်းတရားငါခံရမယ်တည်ခြင်းတဲ့ငါခံပြီးသွားပြီငါထားမြောက်ဆက်မလို့တော့ဘူးဆိုပြီးတင်ကြိုင်မှာပဲသူနေတယ်ဆိုရင်ဘုရားဘုန်းတော်ထင်ရှားမှာကျွန်တော်တို့ထားမြောက်မှာလည်းမဟုတ်ဘူးဒီနေ့ဒီညမှာငါပြောပါတယ်ဒီတိုင်းပဲငါနေမယ်တော်ပါပြီမကျက်မရင်လည်းမချမ်းသာရင်လည်းပင်နဲ့မတိုင်လည်းငါပန်းတိုင်မရောက်ရင်လည်းနေပါစီငါဒီအချိန်မှငါပြောရဲဆိုတော့ဘုရားဘုန်းတော်ထင်ရှားမှာမဟုတ်ဘူးသူများအတွက်လည်းအကျိုးဖြစ်မှာမဟုတ်ဘူးကိုရှိတဲ့နေရာနေထွက်ပြီးတော့မှကိုလွတ်တဲ့အရာရဖို့ကိုရောက်ခြင်းနဲ့ပန်းတိုင်ရောက်ဖို့အရေးပြောရမှာဖြစ်ပါခရီးပြုတ်တဲ့ချိန်မှာကိုပန်းတိုင်ရောက်နိုင်အောင်တာဝန်ယူပြီးတဲ့ဘုရားဖယားအလိုအတိုင်းဘုရားဖယားကိုစားပြီးတော့မှအရေးပြောရမှာဖြစ်တယ်ဆိုတာအဲ့လိုခရီးပြုတ်တဲ့ချိန်မှာခရီးသွားတဲ့အချိန်မှာအဟံအတာကျတနာမျိုးရှိမှာပါဒါဒီအားလုံးကမျက်စိကန်းတဲ့သူကခရစ်တော်စီရောက်ဖို့ဘာပဲတာဘသူပဲတာဘာခဲပဲရှိသူ့ရဲ့ပန်းတရားခရစ်တော်စီရောက်ဖို့ဖြစ်လို့သူခရစ်တော်စီရောက်သွားတယ်လို့ကျွန်တော်ပန်းတိုင်ရောက်နိုင်အောင်ကိုလိုအပ်တဲ့ကျမ်းမာခြင်းရနိုင်အောင်ကိုလိုခြင်းနဲ့အောင်မြင်ခြင်းရနိုင်အောင်ခရစ်တော်စီရောက်သွားပြီးတော့မှခရစ်တော်ဘုန်းတော်ထင်ရှားဖို့ကိုလိုအပ်တဲ့အရာကိုခရစ်တော်စီမှာတောက်လျှောက်ဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်ခွန်အားယူကြဖို့နေငယ်တိုက်တွန်းခြင်းနဲ့ပထမပြောသွားတဲ့အရာတော့ခရစ်တော်ဖယားကမြို့သမီးများမင်္ဂလာပါလို့နှုတ်ခွန်းဆက်ခြင်းဟာအမျိုးသမီးများကခရစ်တော်ကိုလိုက်ရှာလို့ခရစ်တော်နဲ့တွေ့ခြင်းလို့ခရစ်တော်ကိုပူဇော်ခြင်းလို့ခရစ်တော်ဘုရားကသူတို့နှလုံးသားကိုသိလို့မင်္ဂလာပါဆိုပြီးတော့မှနှုတ်ခွန်းဆက်ပြီးတော့မှသူရဲ့ကြောက်ခြင်းတရားအားလုံးဖယ်ရှားပေးတာဖြစ်တယ်ဆိုတာခေါ်ရယူဖို့ဖြစ်တယ်ဒုတိယအနေနဲ့ရှင်သော9:6ထဲမှာဒီ38နှစ်လုံးအနာရောဂါဆွဲကပ်နေတဲ့သူဟာ
ကောင်းကင်တမန်ကိုမျောလဲနေတယ်သူအားဖြင့်ကျမချင်းမရောက်ဘူးဆိုတော့သူသိတယ်ကောင်းကင်တမန်ကိုမျောလဲနေလို့ခရစ်တော်ဖရာရောက်လာတဲ့ချိန်မှာခရစ်တော်ဖရာအားဖြင့်အနာရောဂါပြုတ်ခဲ့ခြင်းဖြစ်တယ်ခရစ်တော်ဖရာကိုမျောလဲမှုခရစ်တော်ဖရာကိုဝိုးစားမှုဖြစ်တယ်တတိယအချက်အနေနဲ့မျက်မမြင်တဲ့ဗာတိမဲကတော့ခရစ်တော်ဖရာခြေမှာသူအော်တယ်ဂျားမှာခရစ်တော်ဖရာနဲ့သူ့ဂျားမှာခရစ်ခဲမျိုးရှိတယ်ဟန်တာမျိုးရှိတယ်ပြဿနာမျိုးရှိတယ်ဒါပေမဲ့သူပန်းတိုင်မရောက်မချင်းအော်တယ်ကိုလိုအပ်တဲ့အရာမရမချင်းခရစ်တော်စီမှာအော်ပါခရစ်တော်မှာအဖြေရှိပါတယ်ပန်းတိုင်ရောက်တဲ့အထိပို့ဆောင်ဖို့ခရစ်တော်မှာတာဝန်ရှိပါတယ်တာဝန်ရှိတဲ့ခရစ်တော်ဖရာကတာဝန်လည်းယူပါတယ်ဆိုတဲ့ကြောင့်ဖော်ပြရဲ့နေကုန်းချုပ်ပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဖျားခင်တော်၎င်းကျွန်တော်တို့ဖျားခင်အသုံးတော်ခံကျွန်တော်တို့ဆရာကြီးအပေါ်မှာအထူးပဲကျေးဇူးတင်တဲ့အကြောင်းကျွန်တော်တို့ဖော်ပြလိုပါတယ်ကျွန်တော်တို့ခုချိန်မှာကျွန်တော်တို့ကိုယ်ကိုယ်တော်ဖျားခင်အမြဲကျွန်တော်တို့နဲ့အတူပါရှိတော်ဖျားခင်ဖြစ်တယ်စုံစမ်းခြင်းထဲမှာကျွန်တော်တို့အမြဲအတူပါရှိစုံစမ်းခြင်းကိုတွေ့ဆုံခိုင်းတာလေဖျားခင်လည်းဟုတ်တယ်အဲ့ထဲမှာလည်းအတူပါရှိတယ်သူပါရှိတယ်ပြီးမှစုံစမ်းခြင်းအပေါ်မှာလည်းအောင်မြင်ခြင်းရဖို့သူ့တာဝန်ပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းအတူပါရှိတော်ဖျားကိုရောရှိနေတယ်ဆိုတဲ့တခြင်းနဲ့ကျွန်တော်တို့အားလုံးပေါ့နော်မတရပြင်မှာကိုယ်ကိုယ်ကြရအောင်ဒီတခြင်းဆိုပြီးတဲ့နောက်မှာဆရာရဲ့ကောင်းကြီးပေးခြင်းအပြင်ကျွန်တော်အစီအဝေးဆောင်သက်ကြရအောင်စုံစမ်းခြင်းတွေကိုရင်ဆိုင်ရလေအခက်ခဲပြဿနာများတင်ကြုံတွေ့လေရာကိုပိုင်တာသူကိုယ်တော်ရှိနေတယ်သစ္စာလောကတွေတွေ့သူဖြစ်ရှင်လေတယောက်တည်းဒီချမ်းအဖို့မဲလို့အာငယ်နီတော်အာငယ်နေပြီလာလေချစ်ချင်းမေတ္တာရှင်ယေရှုချစ်ချင်းမေတ္တာရှင်ကိုယ်တော်ရှိနေတယ်တင်နာမျက်ရှိကရဲ့ပေါ်ပြုပေးမယ်နေရဲ့ချိန်တိုင်းမှာကိုယ်တော်ရဲ့ကယူနာတဲ့ခံစားရပြီဘာလို့ဒီလိုလဲယေရှုတော်ချမ်းသာလာမယ့်နေ့နာဂတ်တွေမမှုတော့ပါကိုယ်တော်ရှိတယ်စုံစမ်းခြင်းတွေကိုရင်ဆိုင်ရမယ်စုံစမ်းခြင်းတွေကိုရင်ဆိုင်ရမယ်အခက်ခဲပြဿနာများတင်ကြုံတွေ့လေရှာရာကိုပိုင်တာသူကိုယ်တော်ရှိနေတယ်ခံစားရဒုက္ခတွေတွေ့သူဖြစ်ခြင်းကေတယောက်တည်းဒီချမ်းပြီးအပေါ်မေလို့အာငယ်ဒီ
လာလေချစ်ချင်းမေတ္တာရှင်ယေရှုရှင်ချစ်ချင်းမေတ္တာရှင်ကိုရောရှင်တင်နာမြေရှိကရဲ့ဖို့ပြုပြီးမေအဖေအိုးနေရဲ့ချစ်တဲ့မှာနေရဲ့ချစ်ကိုရောရဲ့ကယူနာတီအိုးခံစားရပြီပါလို့ဒီလိုဟာလေလုယာโอ้โอ้Jesus do chanda Jesus do chanda la menina gete mamudo ba kuroshi ni ache dai ma ni ache dai ma kuro ye kishuna ti kansa baludile hallelujah oh Jesus do chanda hallelujah Jesus do chanda la menina gete muro ba kuroshi Jesus do chanda Jesus do chanda la menina gete muro ba kuroshiတာသမီများဘဝတတ၌ကြွယ်ဝသောကောင်းကြီးခံစားနိုင်ဖို့လုံငါမိမိတက်ကိုစတီးလျက်ကဲတင်ခဲ့သောခရစ်တော်ဖခင်၏မဟာယေရှုတော်တပါတိတော်သားတော်ကိုစွန့်တော်မူသည့်တရားလောကီသားမြတ်ကိုချစ်တော်မူသောခရစ်ဖခင်ရှင်၏ချစ်ခြင်းမေတ္တာအနာဂတ်ဘဝခရီး၌လမ်းပြပူဆောင်ကွယ်ကာဆောင်မမဲ့တန်ရှင်သောဝိညာဉ်တော်ဖခင်၏ကောင်းကြီးမင်္ဂလာသည်တင်တို့အားလုံးအပေါ်၌တည်ရောက်လျက်ကာလရှင်အမြဲတည်ရှိတည်နေပါစေသောအာမင်